Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာပြပြပေးချင်တာကတော့ဒီရှန်ကန်နဲ့ EU နဲ့ဘာကွာလဲဆိုတာပြပြပေးချင်တာပေါ့နော်ပထမဆုံးရှန်ကန်ကနေစပြောမယ်ပေါ့ရှန်ကန်ဗီဇာဆိုလို့ရှိရင်တော်တော်များများသိကြပြီးတဲ့အတိုင်းပဲဗီဇာတစ်ခုမှာရလိုက်တယ်ဆိုလို့ရှိရင်အဲ့သူ့ရဲ့ဗီဇာရတဲ့နိုင်ငံတွေမကဘူးဒီနိုင်ငံပေါင်း29နိုင်ငံ member country တွေကိုဒီတစ်ခုတည်းနဲ့တော့ပြီးတော့လေပတ်လို့ရတယ်ပေါ့နော်အဲ့ဒီတော့ရှန်ကန်ဗီဇာတွေဘာလို့ကြက်လဲဆိုတာအဲ့ဒါပေါ့နော်ဒီရှန်ကန်နိုင်ငံတွေအကုန်လုံးကသူတို့ကပါမစ်ပေးလိုက်လို့ဝင်လိုက်တယ်ဆိုပြီးဝင်လာတယ်ဆိုတာနဲ့ကျန်တဲ့နိုင်ငံတွေကိုပါရောက်သွားတဲ့အတွက်ကြောင့်မလို့သူရဲ့rules တွေကကုံလုံးနဲ့တပြေးညီသူကသတ်မှတ်ထားပြီးသားအဲ့ဒါတွေလိုက်နာရတယ်ပေါ့နော်ပြီးရင်သူတို့ရဲ့ system ရှိပြီးသားဒီ system တစ်ခုမှာကိုကဒီလက်ပွေရပေးထားပြီးတော့ချက်လက်တွေပေးထားရဆိုလို့ရှင်ဒီရှန်ကန်နိုင်ငံတိုင်းရဲ့ system ထဲမှာတော့ပေါ်နေပြီးသားပဲဒါကြောင့်မလို့ဒီရှန်ကန်ဗီဇာရဲ့ကြက်တာပေါ့နော်တနိုင်ငံရဲ့ဆုံးဖြတ်ချက်နဲ့မပြီးဘူးအဲ့ဒါကရှန်ကန်ရဲ့အဓိကရည်ရွယ်ချက်က free movement လို့ပြောတာကဗီဇာတစ်ခုတည်းနဲ့လည်းအကုန်လုံးလည်လို့ရတယ်လုံးဝ borderless ပဲကားနဲ့ဖြတ်သွားလို့ရှင်လည်းလမ်းမှာဘာတိုးဂိတ်မှလည်းမရှိဘူးဒီတိုင်းပဲဟိုဘက်မြို့ကနေဒီဘက်မြို့ကိုသွားသလိုဖြတ်သွားတာပဲပေါ့နော်အဲ့လိုမျိုး borderless တွေလောက်ထားတာပေါ့ဒါကသူ့ရဲ့ရှန်ကန် country တွေရဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့ဒါဆို EU ကဘာကွာတာလဲပေါ့ EU ကဘာကွာလဲဆိုဥပမာနိုင်ငံတစ်ခုပေးရလို့ရှိရင်ဆွစ်ဇာလန်ကရှန်ကန်ထဲမှာပါတယ်ဒါပေမဲ့ EU ထဲမှာမပါဘူးသူတို့ကဘာလို့မပါလဲပေါ့သူတို့ကဘာလို့မပါလဲသူတို့က free movement ဒီ traveling နေ promote လုပ်တဲ့အတွက်ကြောင့်မလို့ free movement တွေပါတယ်ကြာသူတို့ကလက်ခံတယ်ဒါပေမဲ့ဘာလို့လက်မခံချင်လဲဆိုလို့ရှိရင်ဒီ EU ကနေပြီးတော့ထိန်းချုပ်ထားတဲ့ trade law တွေ ban law တွေ citizen law တွေကိုသူတို့ကမပတ်သက်ချင်ဘာဖြစ်လဲဆိုလို့ရှိရင် EU member ဖြစ်သွားပြီဆိုလို့ရှိရင်သူကဒီ EU ဥရောပသမဂ္ဂကနေပြီးတော့သတ်မှတ်ထားတဲ့ဒီ law တွေအကုန်လုံးလိုက်နာရတယ်ပေါ့နော်အထူးသဖြင့် citizen law ဆိုလို့ရှိရင်လည်းကိုဆုံးဖြတ်ချက်နဲ့ကိုမရတော့သူ့ရဲ့ under control အောက်မှာပဲရှိရအားလုံးတပြေးညီသတ်မှတ်ထားတဲ့ under control အောက်မှာပဲရှိရပြီးတော့လို့ရှိရင်ဒီ trade ဆိုလို့ရှိရင်လည်းတချို့နိုင်ငံတွေကဒီ product ကိုသူထုတ်ပေးလို့ရတယ်ဒါပေမဲ့ဒီ EU law အရသူတို့ကထုတ်ခွင့်မရှိဘူးဘာဖြစ်လို့လဲဆိုတော့တခြားနိုင်ငံထုတ်နေလို့ဒါက EU ပဲ EU ရဲ့အဓိကရွေးချက်ကဘာလဲဒီ trading ကိုသူကရှိသမျှနိုင်ငံ28နိုင်ငံလုံးကိုပေါင်းပြီးတော့ promote လုပ်ချင်တယ်ပေါ့နော်ဒီ US မှာ state တွေမတူသလိုပဲဒါကလည်းနိုင်ငံတော့မတူဘူးဒါပေမဲ့အားလုံးတစ်ခုတည်းကစီးပွားရေးတစ်ခုတည်းဖြစ်အောင်လို့သူကလုပ်တာအဲ့ဒီတော့တချို့နိုင်ငံတွေကတော့နိုင်ငံကြီးတွေကအာသာချက်တွေပိုရှိပြီးနိုင်ငံသေးတွေမှာကတော့အားနည်းချက်ကောအာသာချက်ကောရှိရပါတော့အာသာချက်အနေနဲ့ကတော့သူတို့ကဒီ EU memberဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ funding ရတာတို့ဒီ sporting လုပ်ပြီးရတော့အများကြီးရလာပေါ့နော်ဒါပေမဲ့အားနည်းချက်နေရဆိုလို့ရှိရင်တော့သူတို့ထုတ်ရမယ့်ဟာကိုလည်းမထုတ်ရတဲ့ကိစ္စမျိုးတွေလည်းရှိလာတာပေါ့စီးပွားရေးလုပ်တဲ့အနေမှာကြာဘာအကောင်းလဲဆိုလို့ရှိရင်ဒီ EU member ဖြစ်တယ်ဆိုလို့ရှိရင်ကိုက free trading တွေလုပ်လို့ရတယ်ပြီးတော့လို့ရှိရင်ဒီ EU နိုင်ငံတစ်နိုင်ငံမှာ company ရှိရဆိုတာတခြားနိုင်ငံတွေရဲ့မှာ company ရှိတယ်လို့ပဲလုပ်လို့ရတယ်သူက under one law တစ်ခုထဲမှာပဲအဲ့ဒီတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင်တချို့အလုပ်တွေအတွက်ကကောင်းတယ်ပေါ့နော်ဒီတော့နှစ်ခုကဘာကွာလဲဆိုလို့ရှိရင်ရှန်ကန်က free movement အတွက်ကိုသူကဦးစားပေးတယ် EU ကကြတော့ဒီ trading တွေ citizen law တွေကိုပို့ပြီးတော့ဦးစားပေးတယ်ဒီနေ့တော့ဒီလောက်ပါပဲ